မျက်နှာချိုးဝါဝါကလေးဝိုင်းအောင်ရေးသမီးလေးမြရွှေတွေစာအန်ချိန်မှာစာလာမင်းကြီးနဲ့ညပြပြကစားမလားနာမလားတိတ်ဆိုမလားတလုံးနှလုံးကျေပြူကိုသမီးလေးတွေ့ရတော့ကိုပြန်